မဲကိုကျော်ကြီးက China phone တွေပဲ review လုပ်နေတယ်ပြီးတော့ရှိသေးရဲ့ sponsor ယူထားတယ်တဲ့အဲ့တော့စားMatic တစ်ချက် China version phone တွေဘာကြောင့် review ပို့လို့ပို့ဖြစ်လဲဆိုတော့ပို့ပြီးစိတ်ဝင်စားစရာကောင်းတယ်ပို့ပြီး innovate ပို့ဖြစ်တယ်ပြီးတော့ specification အရလည်း price to performance အရင်ဖြစ်တယ်ပြောမယ်ဆိုရင်တော့ official global phone တွေထဲမှာအသိပြီးတော့တန်နိုင်မှုတွေမရှိဘူးChina version တွေကပို့ပြီးတော့တန်တဲ့ထဲမှာပါတယ်အဲကြောင့်အားလုံးကိုသုံးစီခြင်းလို့ China version phone တွေကိုပို့ပြီးတော့ review တွေလုပ်ဖြစ်တယ်နောက်တစ်ချက်ကကျတော့ sponsor ဆိုတာမရှိဘူးကျွန်တော်တို့ပေါ့ကျွန်တော်ရဲ့ဒီ live မှာ sponsor ပါ no sponsor အဲ့တော့ကျွန်တော်တို့ကဖုန်းတွေအကုန်လုံးကိုတေချာ test လုပ်တယ်တချို့အရာတွေရော test မလုပ်ဖြစ်ဘူးဆိုရင်တော့မှအနည်းဆက်ဆုံး daily driver အနေနဲ့အဆင်ပြေအောင် test လုပ်ပြီးမှကျွန်တော်တို့ကဖတ်ပြပြီးတော့နော်သိအောင်လားno more sponsor မထူးလက်ဆက်နဲ့တခါတည်း Xiaomi 17 Pro Max ရဲ့ကျွန်တော်အကြိုက်ဆုံးအချက်လေးတွေ၃ချက်ကိုပြပြပေးတော့ပုံစံတိုင်းပဲ Xiaomi 17 Pro Max ကိုရွေးပြတာက China version ဖြစ်နေတာတကြောင်ဈေးကလည်းတော်တော်သူသက်သာနေရတဲ့ကြောင်ဒါကြောင့်ရွေးဖြစ်တာဆိုတော့ဆိုရင် P2P ကောင်းတဲ့ဖုန်းလေးပေါ့ဆိုတော့ Xiaomi 17 Pro Max မှာကျွန်တော်အကြိုက်ဆုံးအချက်လေး၃ချက်ကဘာလေးတွေဖြစ်မလဲဆိုတာကိုပြပြတယ်ဆိုတော့ဗီဒီယိုလေးကိုစနိုင်အောင်ပထမဆုံးတစ်ချက်သဘောကျမိတာကကြတော့ Xiaomi 17 Pro Max မှာပါတဲ့အနောက်က butt display လေးဒီကောင်းကိုအကုန်လုံးခေါ်ကြတာတော့ Magic Butt Screen လို့ခေါ်တယ်။ဘာကြောင့်သဘောကျရလဲဆိုတော့ကိုယ်တိုင် vlog တဲ့အခါတွေဘာတွေမှာဆိုရင်အရန်သိတာ။ဒီ display ကနေပြီးတော့ဒီ back camera ကိုအသုံးပြုပြီးတော့ပိုကောင်းပြီးတော့ပိုကြည်လင်တဲ့ပိုပြီးတော့ clear ဖြစ်တဲ့ဗီဒီယိုရိုက်လို့ရတယ်။ဒီ screen လေးကိုကြည့်နေပြီးဒါကအရန်ကိုထားကြတာ။ပြီးတော့တခြား animation style လေးတွေ notification ဝင်လာတဲ့ style လေးတခြားသုံးလို့ရတဲ့ feature လေးတွေအများကြီးပါတယ်။ဒါကတော့နံပါတ်1တစ်ချက်ဒီကောင်းကိုသဘောကျတာပြီးတော့ဒီ Magic Butt Screen လေးကတခြားဖုန်းတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးထူးခြားဖြစ်အောင်ပါလာမနေသေးဘူးအဲ့အတွက်ဒါလေးသုံးရတာကဒီဖုန်းကိုသုံးရတဲ့ feeling ကတော်လေးကိုမှဒါ high နေပြီး flagship ဖုန်းတစ်လုံးသုံးရတယ်ဆိုတော့ခံစားချက်ကိုရတယ်နောက်တစ်ချက်ကကြတော့ကန်ရတဲ့ hand feeling လေးဒီ Xiaomi 17 Pro Max ကိုလုပ်ပေးထားတဲ့ design တွေကကြတော့မြစ်နဲ့မြင်သာအောင်ပြောရမယ်ဆိုရင်တော့ iPhone 17 Pro Max နဲ့ခက်ဆင်ဆင်သွားပြီးတော့ရှိတယ်ကန်ရတဲ့ feeling ကတော့ဒါ Xiaomi 17 Pro Max ကပို့ပြီးတော့ကောင်းတယ်ဘောက်စီဆန်ဆန်ပုံစံလေးဖြစ်တယ်ဘေးပေါင်လေးတော့လုံးနေဆိုပေမဲ့4000ဆန်ဆန်ဒီဇိုင်းလေးကလက်ထက်မှာကန်ရ grip ပိုကောင်းလို့ခံစားရတယ်ခက်ကြီးကြီးလေး grip ကောင်းကောင်းလေးကိုလက်ထက်မှာမြဲနေအောင်ကန်ရတဲ့ feeling ပြီးတော့ Magic Butt Screen နဲ့ဆိုတော့တခုရပေါ့နော်လက်ညှိုးလေးနဲ့သူ့ရဲ့ဒီ Butt Screen လေးနဲ့သွားထောက်တာတခုကလည်းကျန်တာကတော်တော်လေးသူ့ဒီဇိုင်းလေးကကန်ရတာတော်တော်လေးမိုက်တယ်နောက်ဆုံးတစ်ချက်ကကြတော့ဒီကောင်းရဲ့ camera နဲ့ performance ကလည်းဒါ Snapdragon 8 Elite Gen 5ကိုသုံးပေးထားတာဆိုတော့ flash SoC ဘာမှပူကြမလို့အကုန်သုံးလို့ရတယ်ဂိမ်းတွေပါလေဆိုတော့တော်တော်လေးကိုမှအဆင်ပြေတယ်မှာပါတယ်ပြီးတော့ဒီကောင်းရဲ့ camera ကလည်း Leica camera ကိုမှဒါ15 megapixel triple camera set ကိုသုံးပေးထားတာ Leica camera ဆိုတော့ကျွန်တော်ရိုက်တဲ့အခါမှာကျွန်တော်ဒါ cinematic ဆန်လေးတွေ color tone တွေဆိုတော့ဒါ natural look ကိုမှနည်း share မများလေး contrast မများလေးနဲ့ပိုပြီးကြည့်လို့ကောင်းတဲ့ပုံလေးခြိုက်လို့ရတယ်ပိုပြီးသဘောကျစရာကောင်းတာကကြတော့ monochrome ပုံလေးတဲ့အခါမှာပိုပြီးသိတာအရန်လာဒီကောင်းရဲ့ camera သွားရှုပ်လို့မရအောင်ဒါကတော့ overall ပြပေးရပေါ့တကယ်တမ်းပြောမယ်ဆိုရင်တော့ဒီ3ချက်အပြင်ကမှတခြားအချက်တွေလည်းကောင်းတာရှိသေးတယ်အခုချိန်ဒီ Xiaomi 17 Pro Max ကလည်း flagship level တန်းတစ်ခုနဲ့တော်တော်လေးကောင်းတဲ့ဖုန်းတစ်ခုဖြစ်တာဒါလက်တည်ပြီးပဲဒါကတော့ကျွန်တော် Xiaomi 17 Pro Max မှာအကြိုက်ဆုံးအချက်လေး3ချက်ကိုပြပြပေးရဘယ်လိုပဲပြောဒီ17 Pro Max ကတော့လက်ရှိချိန်မှာလည်း all-rounder ကောင်းတဲ့ဖုန်းတစ်လုံးနဲ့အမှတ်လို့ရသေးတယ်ကိုယ်တိုင်ကလည်း all-rounder ကောင်းတဲ့ဖုန်းတစ်လုံးကိုနည်းနည်းလေးသုံးရတာထူးထူးခြားလေးနဲ့ innovate ဖြစ်လေးသုံးနေတယ်ဆိုရင်လည်း17 Pro Max လေးကမစိုးတဲ့နေရာမှာရှိဆိုတော့နောက်လဲ China ဖုန်းတွေ review လုပ်နေဦးမှာဖြစ်တယ်လို့China ဖုန်းတွေပဲထပ်ပြီးတော့လုပ်နေဦးမှာပါအဓိကကတော့စိတ်ဝင်စားအရန်ကောင်းတာကြောင့်မဟုတ်လို့ပါဆိုတော့ကိုလိုဆိုရင်ရောဒီ Xiaomi 17 Pro Max China version လေးမှာဘယ်လိုအချက်လေးသဘောကျလဲဘယ်အချက်လေးတွေကအကြိုက်ဆုံးဖြစ်လဲဆိုတော့အောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဦးအားလုံးစုံမဲ့တင်ပါတယ်ကျွန်တော်ကတော့အမြင်ကြိုက်ပါ Yangon Mobile Store